Hello အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့ Caroline ပါဒီနေ့ကျွန်မ message page နာကတော့ forever ထောက်တဲ့ forever aloe vera gel ပါเนาะရှာဆောင်လက်ပတ်နဲ့ message page နဲ့သူ့ရဲ့ကောင်းကျိုးတွေကိုရှင်းပြပေးမယ်နောက်တစ်ခုကဒါနဲ့အတူတူပေါ့เนาะတွေ့တော့စေချင်တာကတော့သူသဖြင့် forever active pro ပါเนาะprobiotic ပါเนาะဒါဥမာကြီးအားစေပေါ့เนาะဒါလည်းဥလန်းကိုတန့်စေတယ်သူရဲ့ကောင်းကျိုးတွေကိုကျွန်မရှေ့ပေးချင်တယ်ပေါ့နော်ကိုယ်လည်းတောက်တယ်ပြီးတော့မိသားစုတွေငယ်ချင်းအသီးတွေကဘာတပန်းလည်းတော်တော်များများတောက်ကြရပါတော့လူတိုင်းကိုတောက်စီချင်တယ်ကျမစီချင်တယ်ဒီ forever ထုတ်တဲ့ဒီရှာဆောင်လက်ဖက်ရဆိုရှင်เนาะသူကsugar free ဖြစ်တယ်ပြီးတော့preservative free ပေါ့เนาะဘာတခြားမှမပါဘူးပြီးတော့ဘာအယောင်ဆိုတဲ့ဓာတုဘာမှစိုးတဲ့ဓာတုဘာမှပါဝင်ဘူးပေါ့เนาะတကယ်69.9ရာခိုင်နှုန်းစစ်ပေါ့เนาะဒါကြောင့်မလို့ဒီ forever ကဒီforever company ဆိုရှင်ပေါ့เนาะသူကကမ္ဘာအကြီးဆုံးရှာဆောင်စိုက်ပျိုးရေး company ဖြစ်တယ်ပေါ့เนาะပြီးတော့ဒီရှာဆောင်ကိုတောက်ချင်းကနေရတဲ့အကျိုးကျေးဇူးတွေကဘာလဲဆိုရှင်เนาะသူကဦးတန်းစေတယ်ပရိုလန်ချာမှာရှိတဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးတယ်ကိုခံအားကိုတိုးမြင့်စေတယ်ပြီးတော့ကိုလက်စထရောနဲ့သွေးအတွင်းမှာရှိတဲ့ကြားဓာတ်တွေကိုရှော့ချစေတယ်ပေါ့နော်ပြီးတော့ကိုခနာအတွင်းမှာရှိတဲ့အစိတ်တောက်တွေအပုပ်တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးသွားရှင်းပေးတယ်ကျွန်တော်ပေါ့နော်အိုးခွက်ပကံနေစေးလို့ပဲပေါ့နော်သူတို့တွေကိုရေတစ်ခုနဲ့စေးလို့မရဘူးဆက်ပြလိုအပ်တယ်လို့ပဲကိုခနာလည်းရေတောက်တာတစ်ခုနဲ့သူကဦးလန်းချောင်းကိုမရှင်းပေးနိုင်ဘူးဒါကြောင့်မလို့ဒီရှားဆောင်လက်ပတ်စစ်ကိုတောက်လို့ရှိရင်ကိုခနာကိုတန့်ရှင်းစေတဲ့ဦးလန်းကိုတန့်စေတယ်ပေါ့နော်ဒါကြောင့်မလို့စီချိုသွေးတွေတမလည်းတောက်တင်တယ်ခဏပြောလို့ပေါ့နော်သူကကိုခဏအတွင်းမှာရှိတဲ့ကြောင်တွေကိုရှော့ချစေတယ်ပေါ့နော်ဒါကြောင့်မလို့လူတိုင်းပဲပုံမှန်မိဝဲတင်နေပေါ့နော်မနေ့အရာထားနဲ့ချက်ချင်းတောက်တင်တယ်ပြီးတော့ထမင်းစားပြီးတိုင်းမှာလည်းတောက်တင်တယ်ပေါ့နော်ပြီးတော့ညနေခင်းနောက်ဆုံးဘာမှမစားတော့ဘူးဆိုနောက်ဆုံးအစ်စ်မှာလည်းတောက်တင်တယ်ပေါ့နော်ဆိုတော့ဆိုရှင်မနေ့မှာရှာဆောင်တောက်တယ်ပြီးလို့ရှိရင်ဒီ forever active pro ပြီးပေါ့နော်အဲ့ဒါကိုလည်းတောက်တယ်ပုံမှန်မိဝဲတယ်ပေါ့နော်forever active probica ဥမာကြီးအားစေဒါအပဲချင်းတောက်ရင်ကောင်းဆုံးလဲဆိုတော့အစာမရှိတဲ့ချိန်ဆိုတော့တဘောမနဲ့ဆွဲဘာမှမစားခင်မတောက်ခင်မှာပေါ့နော်အဲ့ဒါဆိုတော့ရှင်အာနိတိပိုကောင်းတယ်အထူးသဖြင့်ဝန်ချုပ်တဲ့သူတွေပုံမှန်ဝင်မသွားတဲ့သူတွေအရင်တောက်တင်ပါနော်ခုဆိုရှင်တော့တော်တော်များများဝင်ချုပ်လို့ရမ်းများပါနော်သူတို့ဝင်တော့စီမပိုင်ဝင်မသွားတဲ့သူအများရှိရနော်တရက်မှာတို့အစာစား3-5ခါလေးဆိုအနည်းဆုံးအနည်းဆုံး2ခါ3ခါတော့သွားတင်တယ်ပေါ့နော်ဆိုတချို့ဆိုရှင်တရက်ကိုတခါတော့မသွားဘူးတချို့ဆိုရှင်2ရက်3ရက်မှတစ်ခါသွားတော့အဲ့လုံးဝမကောင်းဘူးเนาะအဲ့ဒါအရန်ကြောက်ဖို့ကောင်းတယ်ဒါကြောင့်မလို့ဒီ forever active pro bio ပုံမှန်တောက်ပါသူ့မှာဆိုသူက zinc အများကြီးပါဝင်တယ်เนาะ zinc ကအရန်ကောင်းတယ်တခြားရိုးပေါ့เนาะprobiotic ဆေးဆိုရှင်သူက zinc နည်းနည်းလေးပဲပါတယ်เนาะဒီ forever ဒီဥမာကြီးအားစီเนาะဒီactive probia ဆိုရှင်เนาะသူကကျန်းမာတဲ့အစာချေစနစ်ကိုမြင့်တင်ပေးတယ်ပြီးတော့ကောင်းတဲ့ bacteria 6မျိုးလည်းပါတယ်เนาะပြီးတော့သူကဆိုရှင်အာဟာရဖြစ်ပေးတဲ့ prebiotic fiber လည်းအများကြီးပါဝင်တယ်เนาะပြီးတော့သူ့ရဲ့ဆေးတလုံးထဲမှာကိုကเนาะသူက10 billion ကျော်ကောင်းတဲ့ bacteria တွေအများကြီးပါဝင်တယ်နော်ဒါကြောင့်သူကအတွင်းအကောင်းဆုံးပံ့ပိုးပေးဖို့နော်အဆိုင်အစစ်ကိုသူကကြော်လွှားနိုင်တယ်နော်ဒါကြောင့်မလို့လူတိုင်းကိုမြဝဲစေချင်ပါတယ်နော်ရှားဆောင်ရည်လဲနော်ရှားဆောင်ရည်လဲတောင်းတင်တယ်သူဦးလန်းလဲတန်းစီတယ်ဒီ forever active pro ဥမာကြီးအားစီလဲတောက်တော့ဝင်လဲပုံမှန်မယ်နေလို့ကောင်းမယ်နော်အဲ့ဒါကြောင့်မလို့အားလုံးကိုကြမ်းမစေချင်တယ်နော်သိချင်တာရှင်မေးကြည့်ပါနော်အားလုံးကို share ပေးချင်တယ်အားလုံးကိုကြမ်းမနဲ့နော်ကျမချမ်းသာစေချင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမကိုယ်တိုင်တောက်ပြီးတော့ကိုယ်တိုင်ရတဲ့ experience နဲ့ပြီးတော့ကျမတို့ဒီ forever မှာလည်းကျမတို့အသင်တက်ရတာပေါ့နော်အဲ့ဒီမှာသင်လာခဲ့တဲ့အရာတွေရောကိုနိုင်ကတောက်တော့ပို့ပြီးတော့ဒီအကျိုးကျေးဇူးတွေခံစားရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ချစ်တဲ့တို့မြန်မာနိုင်ငံသားတွေကိုလည်း share ချင်းဖြစ်ပါတယ်ပြီးတော့ဒီဟာလေးဒီမှာကြည့်အလုံးလိုက်လေအခွန်ပါတယ်တွေ့လားအထက်မှာကအမုံပေါ့အဲ့ဒီအခွန်ကအစာအိမ်က acid အရင်ပြင်းထန်တယ်မဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ acid ကိုကြော်ဖြတ်နိုင်တာလေဦးတိမ်ဦးမကြီးအထီကိုတည်ယူပို့ပေးတာဦးတိမ်ဦးမကြီးအထီကိုပို့ဆောင်ပေးတာပေါ့နော်ဒီမှာပေါ့နော်သူက
ဖွင့်လိုက်လို့ရှိရင်အတန်တစ်မျိုးဟုတ်တယ်နော်ပိတ်လိုက်လို့ရှိရင်အတန်တစ်မျိုးဒီအဖိုးခွန်ကလည်းသူ့ရဲ့နီးပညာပေါ့နော်လေလုံတယ်ရေလုံတယ်စမ်းကြည့်လို့ရတယ်ဒါအကုန်လုံးတောက်ပြီးသားပြီဆိုရင်ကုန်သွားပြီဆိုရင်ပေါ့နော်တီရှူအထက်မှာထည့်လိုက်ရေစိမ်ထားလိုက်အဲ့ဒီတီရှူတွေလုံးဝရေမဆိုးဘူးဒါကြောင့်ရေလုံတယ်လေလုံတယ်အဲ့ဒါသူကောင်းတော့ပတိရဖို့အထက်မှာထည့်လို့ရှိရင်သူကကောက်ွယ်ပြီးတော့ပေါ့ ကျေးဇူးများတင်ပါတယ်နော်စမ်းကြည့်ချင်တဲ့ကျမ်းမာချင်တဲ့ဆိုရှင်ဒီ forever ရှာဆောင်ရည်ရဲ့ forever active pro ကိုစမ်းချင်တဲ့ကျမ်းမာချင်တဲ့နော်ဦးလန်းကောင်းချင်တဲ့ပေါ့နော် gut healthy gut support ပေါ့နော်အဲ့လိုဦးလန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမ်းမာချင်တဲ့ဆိုရှင်ဒီရှာဆောင်ရည်ကိုတောက်ကြပါပေါ့နော်တောက်စမ်းနဲ့စမ်းကြည့်ပါ forever မှာဆိုရှင် member fee မရှိဘူးလက်ကားပဲပေါ့နော်ကျမဒီ comment အောက်မှာစပါရောမှာရော link လေးပေးထားတယ်အဲ့ဒီ link ကနေလည်းနှိပ်ပြီးတော့ကိုရိုင်း member ဝင်ပြီးတော့နော် forever prefer customer ဖြစ်ပါနော်အဲ့ဒီပြီးတော့ကိုရိုင်းမှာလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်မိချင်းစာရှိလို့ရှင်လည်းမေးလို့ရပါတယ်နော်messenger မှာဖြစ်ဖြစ်ပေါ့နော် comment မှာဖြစ်ဖြစ်မေးချင်တာမေးလို့ရပါတယ် thank you ပါ